တိုင်းသားညီကိုမောင်နှမများကိုအထူးလေးစားပါတယ်အခုတလောလောကရဲ့အရေးအကုန်တည်ပြီးသားဖြစ်တာမို့အသေးစိတ်ထူးထူးထွေထွေမပြောတော့ပါဘူးအချက်၄ချက်ပဲကျွန်တော်တင်ပြချင်ပါတယ်နံပါတ်1အချက်ကဒီတစ်ပတ်တရုတ်ဗဟိုကော်မတီကနေပြီးတော့အကြမ်းဖက်မင်းအွန်လိုင်းကိုတွားတွေ့တဲ့အချိန်မအားလာကသူတို့လည်းကြားဖြတ်ငွေလင်ကိုင်းမူရစ်ဆေးဝါးတွေကိုတရုတ်အစိုးရနဲ့ပေါင်းပြီးတော့နှင်းချင်ပါတယ်ဆိုပြီးတော့အတိပေးခဲ့ပါတယ်နံပါတ်2အနေနဲ့ကတော့ဒီအရင်ကလည်းပြည်ထရေးဝန်ကြီးစိုးထုတ်ကိုအာဂတိလိုက်စားမှုနဲ့တစ်ဖက်လက်အဲ့ဒီကြားဖြတ်ကိစ္စနဲ့ထောင်ချပြီးတော့ထိုးကျွေးလက်ချင်းဖြစ်တယ်နံပါတ်3အချက်ကအခုတခါလဲလောက်ကိုင်ဓာကစားမှု6ဦးနဲ့အရာရှိ456ယောက်ကိုမလိမ့်တပတ်နဲ့ခေါ်ယူပြီးတော့အာဂတိလိုက်စားမှုနဲ့ထောင်ချပြီးတရုတ်ကြီးရှစ်မှာမျက်နာလို့ထိုးကျွေးလိုက်တဲ့ကိစ္စပါနံပါတ်4အချက်ကပြီးရင်မြောက်ပိုင်းမဟာမိတ်နေမြေတွေကိုအကြမ်းဖက်စစ်အုပ်စုအနေနဲ့ကြီးမားမားထိုးစစ်ဆင်လာနိုင်ပါတယ်ဆိုတဲ့ဟာကိုတတိထားစီချင်ပါတယ်အများကြီးပဲကျေးဇူးတင်ပါတယ်